ထူးကဒီနေ့တော့ဘန်ကောက်မြို့ထဲမှာရှိပြီးတော့အေဂျင့်နဲ့တောအုပ်လေးတစ်ခုရောက်သွားတယ်လို့ခန်းစားမဲ့နေရာလေးကိုသွားမှာဖြစ်ပါတယ်။အဲ့ကိုသွားမယ်ဆိုလို့ရှိရင် web banner note ဖီယာကနေပြီးတော့ web banner found note ဆိုရဲဖီယာကိုထမှတ်တိုင်စီပြီးတော့ကြာချိန်လေးရတော့10မိနစ်လောက်ပဲပေါ့နော်။ကုန်ကျစရိတ်ကတော့9ဘတ်ပဲကြပါတယ်။ထူးဒီဖီယာရဲ့ရောက်ချင်းမှာစပိန်ငှားတဲ့နေရာလေးရှိပါတယ်။စပိန်ကရိုးရိုးစပိန်လည်းငှားလို့ရတယ်လို့ electric bike လေးလည်းငှားလို့ရပါတယ်။ရိုးရိုးစပိန်ကတော့မနက်8နာရီကနေပြီးတော့ညနေ6နာရီထိငှားလို့ရတယ်။တနေ့ကုန်မှာဘတ်80ပဲကြပါတယ်။အဲဆိုလို့ရှိရင်ဗီဒီယိုလေးကိုဆက်ကြည့်ပေးအောင်နော်ဟယ်လိုအားလုံးပဲမင်္ဂလာပါ shopping လေးကနေကြိုဆိုလိုက်ပါရရှင်ထူးကဒီနေ့တော့ဘန်ကောက်ရဲ့ Oasis နေရာလေးလို့ခေါ်တဲ့ဘန်ကချောင်ဆွဲနေရာလေးကိုရောက်နေရပါဒီမှာဆိုလို့ရှိရင်ထူးကစပိန်စီးပြီးတော့တကယ်ကိုဒီ Oasis place လေးဖြစ်တဲ့နေရာမှာရှောက်သွားမယ်ပေါ့နော်အခုထူးကစပိန်ငှားထားရဲစပိန်လေးနဲ့သွားမယ်နော်ထူးနောက်ကလိုက်ကြည့်ပေးအောင်နော်သူတို့ကအခုစပိန်လေးစီးပြီးတော့ဒီမျိုးကိုပတ်နေရပါပြီးတော့သူတို့လာတဲ့အချိန်ကရာသူကတော်တော်လေးကိုကောင်းတယ်လို့ပြောရမယ်မနက်ကတော့မိုးရွာထားရပေါ့နော်အခုကကြတော့အေးနေရောပဲအခုသူတို့စီးတဲ့လမ်းတစ်လျှောက်လုံးမှာလည်းဆိုင်လေးတွေရှိရပေါ့နော်ဆိုင်လေးတွေအများကြီးပဲပြီးတော့ဒီတစ်ပင်အေးချမ်းနေရောပဲပြီးအခုတို့သူတို့သွားနေတဲ့နေရာလေးကကြတော့ဒီ Oasis ဆိုင်လေးတစ်ခုသွားနေရပါထူးနေ့လေစာစားမဲ့ဆိုင်လေးတော့ရောက်ခဲ့ပြီပေါ့နော်ဒီဆိုင်လေးကိုဝင်လိုက်တာနဲ့အပင်လေးတွေအကောင်လေးတွေနဲ့အနောက်ဘက်ကိုဆက်ပြီးဝင်သွားလို့ရှိရင်ရေကန်လေးလည်းရှိရပေါ့နော်အဲ့ရေကန်လေးမှာဆိုလို့ရှိရင်လေစီးလို့ရတဲ့ activity လေးလည်းလုပ်လို့ရပါတယ်channel မှာရှိတဲ့အကောင်လေးဆိုလို့ရှိရင်လူရမ်းရင်နေပေါ့နော်ဒီတက်ကဒေါင်းလေးဆိုလို့ရှိရင်ထူးနောက်ပဲလိုက်နေတာသူ့ကိုနည်းနည်းစလိုက်တာသူအနောက်ကိုပဲလိုက်နေတော့တာပဲထူးခုရောက်နေနေရလေတော့တကယ်ကိုတောလန်းလေးလိုဖြစ်ပါတယ်တကယ်ကိုစိမ့်ဆိုပြီးတော့လေဟိုဘေးဘယ်နေရာကြည့်ကြည့်အပင်လေးတွေကြီးပဲပြီးတော့လမ်းလေးကလည်းစိတ်ဖြစ်တယ်နှစ်ဖက်လုံးကိုသူကကာဗာလုပ်ပေးထားတော့လေစပိန်နေရလည်းအဆင်ပြေအစတော့သူတစ်ဖက်တည်းတွေးတော့မနေရဘူးစပိန်ကလေဟိုပြုတ်ကြမှာကိုစိုးရိမ်နေရပေါ့နော်ပြီးတော့အရင်လည်းကျွမ်းကျင်မဟုတ်ဘူးဒါပေမဲ့အခုကြည့်လိုက်တော့ဒီအလေလောက်ကစပြီးတော့နှစ်ဖက်ဖြစ်နေတာပေါ့နော်ဆိုတော့စီးရတာစိတ်ဖြစ်တယ်လို့ခံစားရတယ်သူလည်းဖြည်းဖြည်းချင်းပဲမောင်းသွားမယ်နော်ဒီဘန်းနယ်မှာဆိုလို့ရှိရင်မိသားစုလိုက်အပန်းဖြေတာမျိုးတွေတငယ်ချင်းအုပ်စုလိုက်အဲ့လိုထမင်းကြိုင်လေးနဲ့လေးလည်စားလာစားတာမျိုးတွေပြီးတော့ထူးတို့လိုမျိုးဒီစပိန်ပဲလာစီးချင်တဲ့သူတွေပြီးတော့အဲ့လိုမှတ်ကြည့်စင်လိုမျိုးလေးလည်းအများကြီးရှိရပေါ့နော်ချန်နေအထွက်ပြရကိုပြန်တဲ့အချိန်မှာထူးတို့ garnish ကိုဝင်ခဲ့ပါတယ်ဘန်ကောက်မှာနေရတာစိတ်တင်မွန်းချက်နေပြီဆိုလို့ရှိရင်ဒီလိုနေရာလေးမှာလာပြီးတော့ relax လေးလုပ်ဖို့အကြံပေးချင်ပါတယ်နော်အားလုံးပဲစိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ကြံစီထားသမျှအောင်မြင်ပါစေလို့ shopping လေးမှာဆုမွန်ကောင်းတောင်းပေးလိုက်ပါရရှင်